သူတို့ဟာယောဂီရဲ့ကြီးမားတဲ့ဂျာကြီးတစ်ကောင်နဲ့တိတ်တက်ပြေဆုံးခဲ့ကြပါတယ်လူငယ်တွေထဲကတယောက်ဟာကြောက်လန့်တကြားနဲ့မြေပြင်ပေါ်ကိုချက်ချင်းလှည့်ကျသွားခဲ့ပါတယ်သူကလည်းကျန်တဲ့သူတွေအားလုံးဟာလည်းထိတ်လန့်တုန်လှုပ်နေကြတာကိုတွေ့ရပါတယ်လှန်တလက်ကိုကန်ဆယ်ထားတဲ့သူကသူ့ရဲ့လှုပ်ရှားလို့မရဖြစ်နေတဲ့တငယ်ချင်းကိုဘေးကင်းအောင်နောက်ကိုဆက်ထုတ်ပြီးရှေ့ကိုဖြည်းဖြည်းချင်းတိုးသွားခဲ့ပါတယ်ပြီးနောက်သူဟာဂျာကြီးကိုရင်ဆန်းဖို့အသင့်ဖြစ်လိုက်ပါတယ်တတိပေးချက်မရှိဘဲသူဟာခုန်တက်ပြီးအပါလာတဲ့လှန်တချက်နဲ့ထိုးနှက်လိုက်ပြီးမြဲဂျာကြီးကတော့အသာလေးချောင်းတိန်သွားခဲ့ပါတယ်အဲဒီနောက်ဂျာကြီးကကျန်တဲ့သူတွေဘက်ကိုလှည့်လိုက်ပြီးမြဲအံ့ဩစရာကောင်းတာကဂျာကြီးဟာရန်လိုပုံမပြဘဲတခုခုကိုပြောပြချင်နေပုံရပါတယ်အရှင်ဒီကိုချက်ချင်းမိသွားတဲ့အဲဒီသူကသူ့တငယ်ချင်းတွေကိုစစ်ပြီးအေးထားဖို့ပြောဆိုနှိမ့်သိလိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲသူဟာတင်းမြစ်တစ်ခုကိုခလုတ်တိုင်းပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဂျာကြီးကသူ့နားကိုရှင်းကပ်လာတဲ့အခါမှာတော့ဂျာကြီးရဲ့မျက်လုံးတွေဟာရှူအိုရောင်ဖြစ်ကိုဖြည်းဖြည်းချင်းပြောင်းလဲသွားပါတယ်မကြာခင်မှာပဲအဲ့ဒီလူရဲ့မျက်လုံးတွေဟာလည်းလိုက်ပြီးပြောင်းလဲလာခဲ့ပါတယ်ခဏတာအတန်တိတ်ဆိတ်ဆက်သွယ်မှုပြုလုပ်ပြီးနောက်မှာတော့ဂျာကြီးဟာလက်ထပ်သွားခဲ့ပါတယ်ဆက်စုချင်းချင်းနဲ့အဲ့ဒီလူရဲ့သူ့ရဲ့ကပောင်းဖော်တွေဟာလိုင်းရဲ့အဆုံးမှာဘာတွေရှိလဲဆိုတာကိုသိချင်တဲ့အတွက်ဂျာကြီးရဲ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်